ကလေးတို့ရေမင်္ဂလာပါရှင်ဒီနေ့လင်္ကာ၅ခုတည်းကရှုပကအလင်္ကာအကြောင်းကိုဒီချက်နဲ့အတူလေ့လာကြရအောင်ဂရိတံမြန်မာစာဖတ်စာအုပ်စာမျက်နှာ150ကိုဖွင့်ကြရပါမယ်ခေါင်းစဉ်လေးတက်ပါမယ်ရှုပကအလင်္ကာရှုပကအလင်္ကာကဥပမာအလင်္ကာလိုပဲအခြေခံချက်ကလေးတွေရှိပါတယ်ရှုပကအလင်္ကာကဥပမာအလင်္ကာနဲ့အခြေခံချက်တူတယ်ဆိုပြီးတော့ပြောထားဒါဆိုရင်ကလေးတို့ကဘာလုပ်ရမှာအရင်တစ်ပတ်ကသိခဲ့တဲ့ဥပမာအလင်္ကာရဲ့အခြေခံချက်တွေကိုပြန်ကြည့်ကြမယ်ဟုတ်ပြီနော်ဥပမာအလင်္ကာရဲ့အခြေခံချက်တွေမှတ်မိသေးလားဒီဘက်မှာဥပမာအလင်္ကာရဲ့အခြေခံချက်ကလေးတွေပြန်ပြီးတော့ရေးကြည့်အောင်ဥပမာအလင်္ကာရဲ့အခြေခံချက်များဆိုပြီးတော့ဒီချက်တွေကိုလေ့ကြည့်လိုက်ပါပြီမှတ်မိတဲ့လောက်လေးပြောကြည့်မယ်အနိုင်ပြစကလုံးရှိရမယ်အနိုင်ကံနဲ့အနိုင်ရှိရမယ်အနိုင်ကံနဲ့အနိုင်ကြားမှာတူညီတဲ့ဂုဏ်ကြီးတူလေးရှိရမယ်ဒီချက်ကလေးတွေကိုကြည့်ပြီးပြီဆိုတာနဲ့ဟောဒီချက်ကလေး၃ချက်ပြည့်စုံသွားပြီဆိုရင်ဘာလုပ်ရမှာလဲခိုင်းနိုင်ရေးဖွဲ့ပေးရမယ်ဒီဘက်ချက်ကချက်ကလေးတွေဒီဥပမာလင်္ကာရဲ့အခြေခံချက်ကလေးတွေကဲဒါဆိုရင်ဒီဘက်ချမ်းကိုပြန်သွားမယ်ရှုပကလင်္ကာရဲ့အခြေခံချက်တွေကသူပြောတဲ့ဥပမာလင်္ကာနဲ့တူတယ်လို့ပြောထားတယ်အကုန်လုံးဒီဘက်ကိုရွှေ့ပြလိုက်ပါမယ်ဥပမာလင်္ကာနဲ့ရှုပကလင်္ကာအခြေခံချက်တွေအလုံးစုံတူလားမတူလားစစ်မယ်ဒါရကလေးတွေကြည့်ပြီးတော့စစ်မယ်သေရိုးမှာပြရင်ထားတဲ့တာရကလေးသေရိုးမှာထည့်သွင်းထားတဲ့တာရကလေးတွေကြည့်ပြီးစစ်မယ်နော်ပညာစီမိတိတထိန်ထိန်တညီကျော်တာတိနောက်တစ်ကြောင်းပညာတိစီမိကဲ့သို့တထိန်တွေညီညီထွန်းတာဟုတ်ပြီဒီတာရကလေးနှစ်ခုနဲ့သွားမှာဖြစ်ပါတယ်ဆိုတော့ကြည့်မယ်ဒီမှာကြည့်ဟောဒီစာကြောင်းနှစ်ကြောင်းမှာဥပမာလင်္ကာလို့ခန့်မှန်းလို့ရတဲ့စာကြောင်းကဘယ်စာကြောင်းလဲခရီးကိုကြည့်အရင်တစ်ပတ်ကသွားခဲ့တဲ့ဥပမာလင်္ကာတွေကဘာတွေကိုကြည့်ပြီးခန့်မှန်းတာလဲအနိုင်ပြစကားလုံးတွေကိုကြည့်ပြီးတော့ခန့်မှန်းတာဒီစာကြောင်းနှစ်ကြောင်းမှာဆိုရင်အနိုင်ပြစကားလုံးပါတဲ့စာကြောင်းကဘယ်စာကြောင်းလဲဟုတ်တယ်ပညာသည်စီမိကဲ့သို့ထိတ်တဲ့ဒီနည်းထွန်းတောက်ဒီစာကြောင်းလေးပါရှင်ဒါဆိုရင်ဒုတိယစာကြောင်းဒီဥပမာလင်္ကာလို့သတ်မှတ်လိုက်တယ်ဟုတ်ပြီနော်ဒါဆိုရင်ပထမစာကြောင်းကဘာအလင်္ကာသုံးထားတဲ့စာကြောင်းဖြစ်မှာလဲသူကအပေါ်မှာပြောထားတယ်ယူပကအလင်္ကာကဥပမာလင်္ကာနဲ့အခြေခံချက်တွေတူတယ်လို့ဆိုထားတဲ့အတွက်ပညာစီမိတိယူပကအလင်္ကာဖြစ်မယ်လို့ခန့်မှန်းလို့ရသွားပြီဒါဆိုရင်စက်ကြည့်အောင်ဟောဒီဒုတိယစာကြောင်းဒီပညာတိစီမိကဲ့သို့ဒီဥပမာလင်္ကာဟောဒီပညာစီမိတိယူပကလင်္ကာပညာတိစီမိကဲ့သို့ဆိုတဲ့စာကြောင်းမှာကဲ့သို့ဆိုတဲ့အနိုင်ပြစကားလေးပါနိုင်ပြစကားပါတဲ့အတွက်ကြောင့်ဥပမာလင်္ကာလို့ပြောတယ်ပညာစီမိတိအနိုင်ပြစကားလုံးကဘယ်မှာလဲပညာစီမိတိယူပကလို့ခန့်မှန်းလိုက်တဲ့ချိန်မှာအနိုင်ပြစကားလုံးပါရဲ့လားကြည့်မပါဘူးဟုတ်တယ်မပါတော့ဒီမှာကဒီခြေတို့ကယူပကလင်္ကာရဲ့အခြေခံချက်တွေကဥပမာလင်္ကာနဲ့တူတယ်လို့သူကပြောထားတယ်အဲ့ဒီမှာဥပမာလင်္ကာရဲ့အခြေခံချက်တွေအားလုံးဒီဘက်ကိုယူချလာတာဒီတော့လက်တွေ့မှာကြည့်လိုက်တဲ့အခါမှာပညာစီမီဆိုတဲ့ယူပကလင်္ကာဖြစ်နိုင်တဲ့စကားစုလေးတင်အနိုင်ပြစကားလုံးမပါဘူးမပါတဲ့အတွက်ကြောင့်ယူပကအလင်္ကာမှာအနိုင်ပြစကားလုံးပါနိုင်လားမပါနိုင်လားကလေးတို့ကစဉ်းစားရဟောဒီလင်္ကာနှစ်ခုကိုနှိုင်းယှဉ်ကြည့်ရင်ယူပကလင်္ကာမှာအနိုင်ပြစကားလုံးမပါဘူးဒါဆိုရင်ဥပမာလင်္ကာနဲ့အခြေခံအချက်တူတယ်လို့ပြောထားတဲ့ဟောဒီ
ရှုပကအလင်္ကာမှာအနိုင်ပြစကားလုံးပါနိုင်မမလားမပါနိုင်ဘူးမပါနိုင်တဲ့အတွက်ဆရာမတို့ကဟောဒီနိုင်ပြစကားလုံးလေးကိုဖြုတ်လိုက်ပါမယ်โอเคဥပမာလင်္ကာနဲ့အခြေခံချက်တူတော်ညာပဲနော်မတူတာလေးတွေကိုပြန်ရွေးထုတ်တာအဆိုရင်ယူပကလင်္ကာရဲ့အခြေခံချက်တွေကဘာတွေဖြစ်နိုင်မလဲအနိုင်ခံရှိမယ်အနိုင်ရှိမယ်ဂုံရီတူရမယ်ဟောဒီထီအောင်ရသွားပြီရသွားတော့ယူပကအလင်္ကာနဲ့ဥပမာအလင်္ကာကခိုင်းနိုင်ပြီးရေးဖွဲ့ရမှာလားအတူတူပဲလားအတူတူပဲခိုင်းနိုင်ရေးဖွဲ့မယ်ဆိုရင်ဒါယုတ်တိမတန်တော့ဥပမာသည်နှိုင်းရှင်တာတစ်ခုနဲ့တစ်ခုယူပကရဲ့သဘောသည်နှိုင်းရှင်တာမဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဟောဒီခိုင်းနိုင်ရေးဖွဲ့ဆိုတာနေရာမှာဘယ်သူဖြစ်နိုင်မလဲစာထဲမှာပြန်ဖတ်ရကလေးတို့ရဲ့ပြန်ဆောင်မှာဗာရေးထားလဲယူပကဆိုတာကတစ်ခုနဲ့တစ်ခုဘာလောက်တာပါလဲအနိုင်နဲ့အနိုင်ကံကိုတစ်ထပ်တည်းဖြစ်အောင်လုပ်တယ်အဲ့တော့တစ်ထပ်ဖြစ်အောင်လုပ်တာဖြစ်တဲ့အတွက်ခိုင်းနိုင်ရေးဖွဲ့ရဆိုတဲ့နေရာမှာထပ်တူပြုရေးဖွဲ့ဆိုပြီးတော့ဒီလိုမျိုးလေးမှတ်လိုက်ရโอเคဒါကယူပကအလင်္ကာရဲ့အခြေခံချက်တွေပါရှင်ပြန်ပြီးတော့ပြောရမယ်ဆိုရင်ယူပကအလင်္ကာဆိုတာကဥပမာလင်္ကာနဲ့အခြေခံချက်တွေတူညီတယ်လို့သင်ရိုးမှာပြောထားတယ်အဲ့ဒါကြောင့်ဟောဒီဘက်ကဥပမာလင်္ကာရဲ့အခြေခံချက်တွေကိုစဉ်းစားပြီးတော့ခြာရေးလိုက်မယ်သူကအခြေခံချက်တူတယ်ဆိုတဲ့အတွက်ကြောင့်ဥပမာလင်္ကာရဲ့အခြေခံချက်တွေကိုဒီဘက်ကိုယူလာလိုက်ဒါပေမဲ့အလင်္ကာတွေကိုပြန်ဆက်လိုက်တဲ့အခါမှာအလင်္ကာစကားလုံးတွေကိုပြန်ဆက်လိုက်တဲ့အခါမှာယူပကနဲ့ဥပမာသည်တစ်ခုမတူတာရှိခြားနာချက်ကလေးရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ဥပမာအလင်္ကာမှာပါတယ်အနိုင်ပြစကားလုံးသည်ယူပကအလင်္ကာမှာမပါဘူးဥပမာလင်္ကာမှာအနိုင်နဲ့အနိုင်ကံကိုခိုင်းနိုင်ရေးဖွဲ့ရတာမှန်ပေမဲ့ယူပကမှာကျတော့ထပ်တူပြုရေးဖွဲ့ဒီသဘောလေးပါရှင်အဲ့တော့ယူပကလင်္ကာရဲ့အခြေခံချက်သည်ပုံမှန်ဆိုရမယ်ဆိုရင်ဥပမာလင်္ကာနဲ့တူတယ်ဒါပေမဲ့ဥပမာလင်္ကာမှာအနိုင်ပြစကားလုံးပါရှိတယ်ယူပကလင်္ကာမှာအနိုင်ပြစကားလုံးမပါဘူးဥပမာလင်္ကာမှာခိုင်းနိုင်ရေးဖွဲ့တယ်ယူပကမှာထပ်တူပြုရေးဖွဲ့ဒီနှစ်ချက်လေးကွာခြားပါတယ်ဟုတ်ပြီဒါကယူပကလင်္ကာရဲ့အခြေခံချက်တွေကိုဥပမာလင်္ကာရဲ့အခြေခံချက်တွေနဲ့နှိုင်းယှဉ်ပြောပြသွားတာဖြစ်ပါတယ်နားလည်ကြမယ်လို့မျှော်လင့်ပါတယ်နောက်တစ်ပတ်ကြာရင်တော့ယူပကအလင်္ကာမြောက်ချောင်းရေးတဲ့ရေးသားနည်းလေးတွေကိုသာရကနဲ့အတူလေ့လာရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်